တောင်ကြားလေးတဲ့တစ်ခုမှာစိမ့်လန်းတဲ့ကျေးရွာတစ်ရွာရှိတယ်။အဲ့ဒီရွာကိုဖြတ်တန်းစီးဆင်းတဲ့ရွှေရောင်မြေကလေးဆိုတဲ့မြစ်တစ်စင်းရှိတယ်။ရွာသူရွာသားတွေကမြစ်ရေကိုတောက်တုံးစိုက်ပျိုးငါဖမ်းပြီးဘဝနဲ့ရက်တည်ခဲ့ကြတယ်။ဒါပေမဲ့နှစ်အနေငယ်ကြာလာတဲ့အခါမြစ်ထဲမှာပလတ်စတစ်အိတ်တွေတစ်သီးခွန်တွေအမှိုက်တွေစတင်ပေါ်လာတဲ့ရေကလည်းညစ်ညမ်းလာပြီးအနံ့ဆိုးတွေထွက်လာတယ်။ငါးတွေလည်းတဖြည်းဖြည်းပျောက်ကုန်တယ်။ရွာကကလေးတွေဖြစ်တဲ့မိုးစက္ကန့်သစင်နဲ့ကိုတို့ကဒီပြဿနာကိုစိတ်ပူမိတယ်ငါတို့မြစ်လေးပြန်တန့်အောင်လုပ်မယ်လို့သူတို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ဘလို့စေရမလဲဆိုတာမသိဘူးအဲ့ဒီမှာရွာထဲကညံကြီးရှင်ဥပတန်းကိုသွားမေးကြတယ်ကလေးတို့ရေတဘာဝဆိုတာလူသားတွေနဲ့အတူရှင်တွဲရင်ตายရတယ်ဒါပေမဲ့လူတွေကသူ့ကိုဂရုမစိုက်ရင်တဘာဝကလည်းညှို့ညင်တတ်တယ်လို့ဥပတန်းကပြောပြလိုက်တယ်မြစ်ကိုတန်ရှင်းဖို့ဆိုအမှိုက်မစွန့်တာထက်ပိုလို့အရေးကြီးတဲ့အဆင့်ရှိတယ်ငါတို့ပျက်စီးနေတဲ့အရာကိုပြန်ပြင်ရမယ်ကလေးတွေကဥပဒန်းရဲ့အကူအညီနဲ့ရွာသားတွေကိုစီယုံပြီးမြစ်တန့်ရှင်းရေးလုပ်ငန်းစဉ်စတင်နေသူတို့ကိုယ်တိုင်ပလတ်စတစ်အိတ်အစားရွှေကြည်ဖမ်းရွက်ကိုထုတ်ပိုးတတ်အောင်တင်ယူကြတယ်မြစ်ကမ်းပါးတစ်လျှောက်တစ်ပင်လေးတွေစိုက်ပျိုးကြတယ်အမှိုက်တွေကိုမီးရှို့မှုအစားဇီဝအမှိုက်နဲ့ပလတ်စတစ်ကိုခွဲခြားစွန့်ပစ်တယ်တရွာလုံးကပူးပေါင်းလှုပ်ဆောင်တဲ့အခါမြစ်ရေဟာတဖန်ပြန်လဲကြည်လင်လာတယ်တနေ့တော့မိုးစက္ကန့်တို့အုပ်စုကမြစ်ထဲမှာရွှေရောင်အစင်းမှတ်ပါတဲ့ငါးစိမ်းလေးတစ်ကောင်ကိုတွေ့လိုက်တယ်။ဒါရွှေငါးစိမ်းလေးပဲလို့ဥပတန်းကဝမ်းသာစွာပြောလိုက်တယ်။ဒီငါးလေးတွေကရေတန့်ရှင်းမှပေါက်ဖွားတယ်မင်းတို့ရဲ့စူးစမ်းမှုကြောင့်တဘာဝကကျေးဇူးတုတ်ပြန်လာပြီ။အဲ့ဒီနေ့ကစပြီးကျေးရွာကမြစ်ကလေးကိုအသက်သွေးကြောအဖြစ်ထိမ့်သိမ်းလာကြတယ်။ကလေးတွေကလည်းသူတို့ရဲ့သားမြေးတွေကိုရွှေငါးစိမ်းရဲ့ပုံမြင်ကိုပြန်ပြောပြရင်တဘာဝနဲ့အတူရှင်သန်တဲ့အကြောင်းသင်ပေးလာကြတဲ့ဇလန်းလေးကတဘာဝပတ်ဝန်းကျင်ကိုဂရုစိုက်ဖို့အမိုက်မစွန့်ပစ်ဖို့နဲ့ပျက်စီးနေတာတွေကိုပြန်လည်ပြုပြင်ဖို့အရေးကြီးကြောင်းဖော်ပြထားပါတယ်။လူငယ်တွေရဲ့လှုပ်ရှားမှုကကျေးရွာတစ်ခုလုံးကိုပြောင်းလဲနိုင်တာကိုဥပမာပြထားပါတယ်။